na siran tiktatu Buddha idhammaတရားတွေကိုလောက၌မပပြောက်ရစေဖို့နိကတောဘာသာစီကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါသွန်သင်တတ်သောမြတ်တန်ခါလူဘဝခဏရတဲ့အခိုက်တန်မှာဗုဒ္ဓရဲ့တရားနဲ့မွေးတန်ခါ229သွေဝိနိတိတ်ခါရီယေစောင့်ထိန်ငါကြင်ကြံလို့တကယ်မြတ်သာသနာကိုတွန်းရှိရရေးရွယ်တီလာအားဤဝပါတိတမာရီတရားရင့်ကျက်တည်ကြည်ဘုံပညာကြီးမားလာပါ